with us ဖြစ်ပြုတ်နေပြီးတော့ရခိုင်လိုပြီးလို့ချက်မှလဲဆိုတော့အစားနဲ့အဆုံးကိုနေပြီးပြရှာလေးကြည့်နေပြန်ဒီနောက်တော့ဒီဆုံးနေပြီးတော့ဝလာတဲ့ဝတ်သားလေးကိုနေပြီးတော့ရေနဲ့နေပြီးတော့အနေငယ်လေးစီကြော်လိုက်နေပြန်နော်ဝတ်သားကနေပြီးတော့တောက်ဆန်းလေးချက်မှဆိုတော့ဒီကိုဒီဝလာတဲ့ဝတ်သားလေးကိုနေပြီးတော့ပြရှာစီကြော်ပြီးတော့ချက်မှဖြစ်တယ်နော်အကုန်လုံးဒီအမောက်ဆုံးနေပြီးတော့ခါနေနေပြီးတော့ပြန်ချနေနေရှာနေတော့ရောသမမွေးလေးကိုရောသမဝတ်သားလေးကိုစီကြော်လိုက်တယ်ကြောင်လေးကြည့်အောင်နေပြီးတော့နော်ဝင်လာတဲ့ဝတ်သားလေးမှနေပြီးတော့ဒီအညစ်ကြီးတွေနေပြီးတော့ဆင်းအောင်လို့စစ်ကြောပြလိုက်တယ်ဒီကျွန်တော်ဒီမှာလေးရလေးပေါ့နော်သူကစစ်ကြောနေတာရှားလူတွေကြတော့ဒီလိုဘာငားတွေဝေလာပြီဆိုရင်တေချာလေးစစ်ကြောတာတွေပါတော့အတိုင်းမရှိဘူးเนาะနည်းနည်းလောက်တော့ရေနည်းနည်းငယ်လောက်ပြီးတော့ပဆိုရင်ပြီးသူတို့ကဒီတိုင်းပဲစစ်စားလိုက်ကြတဲ့လူတွေအများကြီးเนาะတေချာလေးစစ်ကြောပြီးတော့စားတာတော့ပို့ပြီးတော့ကျမရဲပြလဲနေပြီးတော့နေရတဲ့ပေါ်တော့ဒီတိုင်းနေပြီးတော့ဝေလာတဲ့တန်းစစ်ကြောင်းလည်းမကောင်းဘူးပေါ့เนาะဒီတင်စစ်စစ်လေးပြောင်းလို့စားသုံးကြပါနော်။ဆောင်းအောင်လေးကြည့်ပေးပါအောင်ဗီဒီယိုလေးနေပြီးဒီ weather schedule လေးကိုဒီလိုချက်လေးဆိုတာလေးနော်။ဝက်သားမှာထင်းမဲ့ဟာနေပြီးတော့သလုံးကြိုက်မှဖြစ်တဲ့တွင်နေပြီးစားနေငယ်ထေးတယ်ရှုံမုံလေးတွေနေထေးတယ်ဗျာရှုံမုံလေးတွေထေးတယ်ရောသမမွေပြီးတော့သူတို့အသားထဲမှာနေပြီးတော့ဝင်သွားအောင်ပေါ့နော်ရှုံမုံလေးတွေနောက်ပြီးရင်စနွဲမုံတွေနေလောက်ထေးတယ်သူတို့နေပြီးတော့အယောင်တွေပါနေလောက်ပြမယ်ဆိုရင်အယောင်တွေပါတယ်တောက်ပလောက်အောင်ပေါ့နော်အသားလေးကလှသွားအောင်နေပြီးတော့သူတို့ကိုနေပြီးတော့ရောသမမှုပြေးလိုက်တယ်ရောသမနေနေမှုပြေးလိုက်တယ်ဗျာကလာအယောင်လေးဖြည့်ပေးလိုက်တာပေါ့ဒီစနွန်းလေးကနေပြီးတော့နော်အေးလို့ဟုတ်ပြီဒီအယိုးလေးကနေပြီးတော့စစ်ပြလို့တော့မိုက်တယ်အဲ့ဒါဆိုရင်သူ့ကိုနေနေပြီးတော့ရောသမမှုပြေးလိုက်တာပေါ့နော်ဒီတိုင်းနေပြီးတော့ဒီလိုပါလေဒီလိုသူ့ကိုတလုံးဆက်လိုက်တာဖြစ်တယ်နေနေလောက်အေးလို့ဒီနေနေကြမှာသူ့ကိုရေလောင်းမယ်ဗျာနော်သူ့ကိုဂျိုမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရေလိုတလောက်လေးကိုနေပြီးတော့ကျွန်တော်တို့ရေအနေနဲ့ထည့်မယ်ဒီချမ်းလေးကြည့်ပါအောင်ဗျာနော်ဒီ weather schedule လေးကိုဘယ်လိုချက်လဲဆိုတာကျွန်တော်တို့ဒီချမ်းလေးကြည့်ပါအောင်နော်စားလုံးဆုံးကြည့်မှနေပြီးတော့ချက်ပုံချက်လေးကိုနေပြီးတော့ဒီမှာဖြစ်တယ်နော်ဒါမချက်တဲ့သူတွေနေပြီးတော့အများကြီးရှိရဗျာဒီဗီဒီယိုပိုင်းလေးကြည့်တိုင်းနဲ့အကောင်းဆုံးချက်တက်သွားမယ်နော်帮不是了，是一个地方嘛，你那个是一个地方嘛，ချက်ပြုံးလုံးမှာဆိုတော့နော်提不，ဒီတိုင်းအစေးလိုက်ကြီးထိလိုက်ပြီဆိုရင်သူမပါတဲ့အဆူးတွေအယိုးတွေကိုနေပြီးတော့ယူလို့ရတယ်ဖြေလို့ရတာပေါ့နော်ရေကနေပြီးတော့လိုတယ်လောက်ထိပေါ့နော်ကိုကနေပြီးတော့မိသားစုအများကြီးဆိုရင်ဟင်းရှိုကြိုက်တာဆိုရင်အများကြီးဖြေလို့ရတယ်သူနော်သူကျွေးနေကနေပြီးတော့အရေကနေပြီးတော့နေနေတော့ခံတော့မှာပေါ့နော်ဟုတ်လေနေလောက်အုပ်လိုက်မယ်ပြီးရင်သူ့မှာလိုအပ်တဲ့အရာကနေပြီးတော့ငရောကောင်းစီးရယ်စက်တန်ဖြူရယ်စက်တန်နေရယ်နော်အဲ့ဒါတွေကိုအကုန်လုံးထပ်ပြလိုက်မယ်ဗျာနော်မွေးလေးဖြစ်အောင်ပေါ့နော်ဒါစပလင်ကြိုင်လေးစပလင်ဖြည့်သုံးလို့ရတယ်လို့နေပြီးတော့ဒီရခိုင်ချက်မှာတော့နေပြီးတော့အဓိကနေပြီးတော့ဒီငရောကောင်းရယ်ငရောကောင်းစီးရယ်စက်တန်ဖြူရယ်စက်တန်နေရယ်ဒါတွေပဲဖြည့်ပြီးတော့သုံးတာတော့ပို့ပြီးတော့များတယ်
တော်သမားလည်းမုန်းကလေးဖြစ်အောင်နေပြီးတော့သူထောင်ပြလိုက်တယ်ဒါလည်းပြတော့ဒီလိုကြည့်တခြားလည်းမကျော်ပြင်းနဲ့ကြည့်မှနေပြီးတော့ချစ်တယ်မှာဖြစ်တယ်ချစ်တယ်နေကြတော့ဒီတိုင်းပဲဖြေပလိုက်တယ်နားမှာသူ့လိုပြီးတော့ဒါပြီးပြီဆိုတာကသူ့ကိုဒီခုထင်းမှထည့်လိုက်မယ်ဗျာဒီရုပ်ကောင်းရဲ့ချစ်တဲ့ကြီးရဲ့ထူထောင်ပြီးတော့ထည့်လိုက်တဲ့အချိန်မှာမွေးနေတဲ့ဒီအနေလေးကနော်ဒီရနဲ့တောက်လို့လေးရတယ်အမီးတွေကနေပြီးတော့နော်ဒီရနဲ့မြေးလို့ရတယ်ဒီတိုင်းဟင်းချိုချက်တဲ့သူတွေနေပြီးတော့သမင်းဝိုင်းမှနေပြီးတော့သမင်းစားမရောနေပြီးတော့ဒီလိုဟင်းရပူပူနွန်းနွန်းလေးတောက်လိုက်မယ်ဆိုရင်ကြက်မရေးနဲ့လည်းနေပြီးတော့လွန်တရားကိုညွတ်တယ်ပေါ့နော်ဆိုလဲအင်္ဂါတွေတိုက်ဖြစ်နေတဲ့အချိန်မှာလည်းဒီလိုဟင်းချစ်သားစပြုတ်တို့ဝက်သားစပြုတ်တို့နေပြီးတော့ဒီလိုမျိုးချစ်စားလိုက်မယ်ဆိုရင်အရင်ကိုလည်းနေပြီးတော့ကောင်းတယ်ပေါ့နော်ဒီလိုဆိုတော့တော်လေးကိုနေပြီးတော့ရက်တာရှိပြီးတော့စားရှင်စရာလေးဆင်းတစ်ခွက်ဖြစ်လာပြီပေါ့နော်ပုံစံလေးကပြပါဦးဗျာနော်ဝတ်သားစပြုတ်လေးနေပြီးတော့ရန်ကိုရက်တာရှိတဲ့ဟင်းတစ်ခွက်သမင်းစားမိတဲ့ဟင်းတစ်ခွက်လေးဖြစ်လာပြီနော်ကပွင်းစင်အရွယ်လေးကိုနေပြီးတော့သူ့ကိုဒီတိုင်းလေးပဲနေပြီးတော့ယူလိုက်အောင်ပဲနော်ချိုးလူတွေကြာရင်တော့ဒီအစေးလေးကိုနေပြီးတော့ဒီတိုင်းပဲမထေးပဲနဲ့နော်သူ့ကိုကြည်နေညှစ်ပြီးတော့ထေးတဲ့လူလေးရှိတယ်ဒီတိုင်းအစေးလိုက်ကြီးနေပြီးတော့ယူနေတဲ့တေချာဆွကြောပြီးတော့ထေးလိုက်ပြီဆိုရင်သူ့ကိုဆေးရတာလေးလွယ်တူဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးကိုနေပြီးတော့ညက်ပက်တဲ့ထဲမှာပါဘူးနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီစားမင်းနဲ့ဝတ်သားရခိုင်ချက်စပြုံးလေးရပြီပေါ့နော်ဒီလိုမျိုးချက်သုံးစားမယ်ဆိုရင်တမင်းလေးအရင်ကိုစားမယ်လေဗျာချက်ကြည့်ကြပါဦးမျိုးတို့နော်